အာဖရိကမြက်ခင်းပြင်ရဲ့ရှင်သန်ခြင်းဘုရင်အဆွဲရောင်အဆက်ပြောက်ရှိတဲ့ရှာထိုးမြေခွေးစပါထိုင်နာတွေဟာခန္ဓာကိုယ်ကြီးမားတဲ့အသားစားသတ္တဝါတွေဖြစ်ကြပါတယ်။သူတို့ဟာမျိုးတုံးပြောက်ကွယ်လူနီးပါးအန္တရာယ်ရှိတဲ့သတ္တဝါတွေစည်ရင်းထဲမှာဘာကြောင့်မပါဝင်လဲဆိုတာပထမတော့အံ့ဩစရာကောင်းနေနိုင်ပါတယ်။ဒါပေမဲ့ဒီအချက်ရဲ့နောက်ွယ်မှာတော့သူတို့ရဲ့ထူးခြားပြီးအစွမ်းထက်လှတဲ့ရှင်သန်နေထိုင်မှုနည်းဗျူဟာတွေရှိနေလို့ပဲဖြစ်ပါတယ်။မဲလိုက်စွမ်းရည်နဲ့လူယူခြင်းအတက်ပထမဆုံးအချက်ကတော့သူတို့ဟာအလွန်ထက်မြက်ပြီးထိရောက်မှုရှိတဲ့အမဲလိုက်သမားတွေဖြစ်ကြပါတယ်။သူတို့ရဲ့အမဲလိုက်မှုအောင်မြင်နိုင်ခြေနှုန်းဟာချင်းသေးတွေအပါအဝင်အခြားသားစားသတ္တဝါကြီးအတော်များများထက်ပိုမိုမြင့်မားပါတယ်။ဒါတင်မကသေးပါဘူး။သူတို့ဟာအင်အားကြီးသူကိုတံပြန်နည်းကိုလည်းကောင်းကောင်းနားလည်ကြပါတယ်။တခြားအမဲလိုက်သတ္တဝါတွေရဲ့ပါဇက်ထဲကနေသားကောင်ကိုလူယူဖို့ဝင်မလေးကြသလိုအစားအစာရဖို့အတွက်ဆိုရင်အကိုက်ခံရတာဒါမှမဟုတ်မောင်းထုတ်ခံရတာတွေကိုလည်းဂရုမစိုက်ကြပါဘူး။သူတို့ဟာကောင်းကင်မှာပြအန်တန်းနေတဲ့ငှက်တွေကိုတောင်ဖမ်းယူစားတောက်တတ်ကြပြီးအစားအစာရရှိနိုင်မဲ့လမ်းကြောင်းတွေကိုပုံမချဲ့ထွင်ထားကြပါတယ်။ပုတ်ဆက်နေသောအသားများကိုစားသုံးနိုင်စွမ်းသူတို့မျိုးနွယ်စုကိုရေရှည်တည်တံ့စေတဲ့အဓိကအချက်ကတော့ပုတ်ဆက်နေတဲ့အသားတွေကိုခြေဖြတ်စားသုံးနိုင်တဲ့အစွမ်းပဲဖြစ်ပါတယ်။မြက်ခင်းပြင်ပေါ်မှာတွေ့ရလေရှိတဲ့တိရစ္ဆာန်အသေးကောင်တွေကိုအခြားသားစားသတ္တဝါတွေကအဖက်လုံးလေးမရှိကြပေမဲ့ရှာထိုးမြေခွေးတွေကတော့အားလုံးကိုလက်ခံစားသုံးကြပါတယ်။ဒါကိုသူတို့ရဲ့အဓိကစွမ်းရည်ရင်းမြစ်အဖြစ်အသုံးချပြီးအခြားမဲလိုက်သတ္တဝါတွေနဲ့ထိတ်တိုက်ရင်ဆိုင်ရမယ့်အရေးကိုလည်းရှောင်ရှားနိုင်ကြပါတယ်။အစွမ်းထက်လှသောကြိုက်အားပိုပြီးအရေးကြီးတဲ့အချက်ကတော့သူတို့မှာအံ့ဩစရာကောင်းတဲ့ကြိုက်အား mating force ရှိနေခြင်းပါပဲထက်မြက်တဲ့သွားတွေဟာတိရစ္ဆာန်တွေရဲ့အရိုးတွေကိုအလွယ်တကူကိုက်ဖြတ်ပစ်နိုင်ပြီးအတွင်းထဲမှာရှိတဲ့ရိုးရင်းကျင်စီတွေကိုပါစုပ်ယူစားတောက်နိုင်ကြပါတယ်တခြားအသားစားသတ္တဝါတွေမစားနိုင်လို့စွန့်ပစ်ထားခဲ့တဲ့အကျွင်းကြံတွေဟာရှာထိုးမြေခွေးတွေအတွက်တော့တန်ဖိုးရှိတဲ့အာဟာရဓာတ်တွေဖြစ်လာရပါတယ်ဒီလိုကြန့်ခိုင်ပြီးပြိုင်ဘက်ကင်းတဲ့ရှင်သန်ခြင်းဗီဇတွေကြောင့်ပဲရှာထိုးမြေခွေးတွေဟာအားနည်းသူကိုအားကြီးသူကအနိုင်ကျင့်တတ်တဲ့အာဖရိကမြက်ခင်းပြင်ကြီးပေါ်မှာမျိုးဆက်မပြတ်ရှင်သန်ကြံရစ်နေတာဖြစ်ပြီးတဘာဝတရားရဲ့ရှင်သန်ခြင်းဉာဏ်ပညာကိုပြသနေတဲ့အကောင်းဆုံးသက်သေတစ်ခုဖြစ်လာခဲ့ပါတော့တယ်